ကောင်းလျှော်ရည်လေးလေကောင်းလျှော်ရည်လေးကြော်ညာလေးလဲဝင်ကောင်းလျှော်ရည်လေးရောင်းချင်လို့ပါကောင်းလျှော်ရည်ကနာမည်ကတင်းတင်းဤတဲ့သဘာဝကောင်းလျှော်ရည်တဲ့နော်တင်းတင်းသဘာဝဒီမှာကောင်းလျှော်ရည်ပါဒါလေးကလေအမကူလောလောဆယ်ကိုပေါ့နော်အမတို့ရဲ့အတိတယောက်ကရောင်းတဲ့အတွက်မလို့အမကဝယ်သုံးတာပေါ့နော်ဝယ်သုံးတာဆိုပြီးမဲ့ပထမတော့အမကမသုံးသူကအတင်းရောင်းတာလေဝယ်သုံးကြည့်ပါတဲ့တော်တော်ကောင်းတယ်ဆိုတော့အမဝယ်သုံးလိုက်တယ်ဝယ်သုံးတဲ့ခါမှာတကယ်ကောင်းတယ်တဲ့လားအမသာလျှော်တာဆို၄ဘက်လောက်ရှိနေပြီနော်ကောင်းလျှော်ရည်လည်းအပြည့်ပါတယ်၄ဘက်လောက်ရှိနေပြီသပင်ကိုဒီလိုပေါ့နော်သပင်ကိုနဲ့တယ်သပင်နှစ်ခွားဖြစ်ချင်းနေရစလေသူကကာကွယ်ပေးတယ်အခုမဆိုရင်ဘုရားသပင်ကိုဆေးတွေအမကဆေးကိုအယောင်တွေဆိုးလိုက်ပြောင်းလိုက်အယောင်တွေဆိုတော့သပင်ကိုနှစ်ခွားတွေဖြစ်တာတအားပဲအခုသပင်နှစ်ခွားဖြစ်တာလည်းတိတ်မရှိတော့ဘူးနော်အဲ့ဒါနော်ဟိုလျှော်တာမှနော်ဟိုကတော့၄ခါလောက်ပဲရှိသေးတယ်နော်အဲ့၄ခါလောက်အတွင်းမှာကိုသပင်နှစ်ခွားဖြစ်တာတွေတက်တာသွားတယ်ပြီးတော့သပင်တန်တယ်သပင်တွေနဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကြော်ညာလေးဝင်ပြီးတော့ဒါရောင်းပေးတာပေါ့နော်လိုချင်တဲ့လူဒီမလေးတွေရောမောင်လေးတွေရောအကိုတွေရောအမတွေရောပေါ့နော်ညီမဒီတက်တော်တွေကညီမကိုခင်တဲ့လူပဲခင်တဲ့လူတွေရောချစ်တဲ့လူတွေရောဒါဝယ်ချင်ရင်ဒါဝယ်လို့ရအောင်ပေါ့နော်ညီမလက်တွေသုံးနေတဲ့အတွက်ပေါ့နော်ကိုသုံးနေတာအခုလိုကောင်းတဲ့အတွက်မို့ဒါဒီဟာလေးကိုကြော်ညာပေးတာပါဒါလေးတွေကတပူးချင်းဆိုရင်11500နဲ့ရောင်းပေးပါတယ်9ဘူးဈေး10ဘူးဈေးသမားတွေကတော့900တက်တာမှာပေါ့နော်တပူးဒါကိုမှာကျင်တဲ့လူရှိရင်မှာလို့ရပါတယ်ဟိုပေါ့ပစ္စည်းကိုအိမ်နိုင်ရအောင်အမတို့ပို့ပေးပါတယ်နော်ဒါဒီလိုမျိုးလေးပါနော်ဒါတအားတော်တော်ကောင်းတယ်တိလားအမဆိုရင်ကိုကောင်းလျှော်ရည်ပေါင်းစုံနဲ့လျှော်ခဲ့တယ်ဒါပေမဲ့အဲ့လောက်ကြီးမကောင်းအမဆိုရင်ဟိုတော့ဆိုအိမ်မှာမလျှော်ဘူးဆိုင်မှာပဲသွားလျှော်တာအမြဲတမ်းလေဆိုင်မှာပဲသွားလျှော်တယ်ဆိုင်မှာသွားလျှော်လဲဘာမှမထူဘူးတနေ့ခေါင်းခီးလိုက်ပြီဆိုရင်စပင်းနေကျွတ်တာတအားပဲအလျှော်ပြီးပြန်လာပြီးဆိုရင်ခေါင်းခီးလိုက်ပြီဆိုတော့ခေါင်းလေးကိုထွေးစပင်းနေကျွတ်တာဘလို့မှအဆင်မပြေခဲ့ဘူးပေါ့နော်ဒါလေးကိုအမဆိုင်မသွားဘဲနဲ့အမ၄ဘက်လောက်ရှိပြီပေါ့နော်သူစီကနေဝယ်လာပြီးရလျှော်လိုက်တာဒါတော်တော်ကောင်းပါတယ်တကယ်ကောင်းလို့လဲတကယ်လမ်းညွှန်ပေးတာပါကိုသုံးတာတော့တကယ်အဆင်ပြေတယ်ပေါ့နော်အမကိုလည်းသုံးနေတာတကယ်အဆင်ပြေတဲ့အတွက်မလို့ပါဒါအဲ့လိုမျိုးကြောင့်လဲအမကသူ့ဒါလေးကိုကြော်ညာလဲကြော်ညာပေးနေပေါ့နော်ကိုတက်တော်တွေကကိုချစ်တဲ့လူတွေခင်တဲ့လူတွေအကုန်လုံးလဲဒါလေးတွေကိုဝယ်ခြင်းဝယ်လို့ရအောင်ဆိုတော့အမကဒါကြော်ညာလေးဝင်လာပါရှင်အမကိုခင်တဲ့လူတွေရောချစ်တဲ့လူတွေရောဝယ်ခြင်းဝယ်လို့ရပါတယ်ဒါလေးတော်တော်ကောင်းတာပါရှင်နော်အဲ့လေးကိုကြော်ညာလေးဝင်ပါရှင်ကြော်ညာလေးဝင်တာပါနော်တကယ်ကောင်းလို့ပါလင်းရောင်းတာလည်းမဟုတ်ပါဘူးညာရောင်းတာလည်းမဟုတ်ပါဘူးအမကိုယ်တိုင်တကယ်သုံးနေလို့တကယ်ကောင်းတဲ့အတွက်မို့လို့ဒါလေးကိုကြော်ညာပေးတာပါနော်